ဒီကောင်လေးဟာရေနှုံမြောင်းတစ်ခုရဲ့အရှိမစထရောဘယ်ရီသီး၃လုံးကိုလာချထားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာဘေးနားတနေရာမှာပုံးကွယ်ပြီးဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်နေခဲ့တာပေါ့။တိတ်မကြခင်မှာပဲခွေးကလေးတစ်ကောင်ရောက်ရှိလာခဲ့ပြီးအဲဒီစထရောဘယ်ရီသီးတွေကိုယူဆောင်စားတောက်ခဲ့ပါတယ်။သို့တော်လည်းခွေးကလေးဟာမြောင်းထဲမှာပဲဆက်လက်ပုံအောင်နေခဲ့ပြီးအပြင်ကိုထွက်ဖို့ညှင်းဆန်နေခဲ့တာပေါ့။ကောင်လေးဟာလည်းနောက်ဆုံးမှာဘာမှလုပ်လို့မရတော့တာကြောင့်ထပြီးတော့ပဲပြန်လှည့်ထွက်ခဲ့ရပါတယ်။ဒါပေမဲ့ခွေးကလေးကတော့အနောက်ကနေတိတ်တဆိတ်လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ကောင်လေးကဒါကိုရိပ်မိသွားခဲ့ပြီးသူဖြတ်တန်းသွားတဲ့လမ်းကြောင်းနေရာတိုင်းမှာစထရောဘယ်ရီသီးတစ်လုံးစီကိုခြံထားခဲ့ပြီးတာပေါ့သူအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာခွေးကလေးကိုမတွေ့ရတော့တာကြောင့်ခွေးကလေးလမ်းပြောက်ကျန်ခဲ့ပြီလို့ထင်မှတ်သွားခဲ့ပါတယ်တကယ်တမ်းတော့ခွေးကလေးဟာသူ့ထက်ဦးအောင်ဘတ်စကားဘော်သို့ကြိုတင်ခိုးဝင်သွားခဲ့တာဖြစ်ပါတယ်ဘတ်စကားဘော်ကနေဆင်းပြီးတဲ့နောက်မှာလဲခွေးကလေးဟာကောင်လေးရဲ့နောက်သို့တောက်လျှောက်လိုက်ပါလာခဲ့ပြီးတကားချက်ကြီးတစ်ခုအရှိမတင်လမ်းပိတ်သွားခဲ့ရပါတယ်သို့တော်လည်းအဲ့ဒီခွေးကလေးဟာမယုံနိုင်လောက်အောင်ကိုညံရီထက်မြက်လွန်းလာပါတယ်သူဟာအနာကအမိုက်ပုံးကိုအဆုံးအထိတွန်းရွှေ့လိုက်ပြီးအဲ့ဒီအပေါ်ကနေတဆင့်ပြီးတဆင့်ခုန်တက်ကနောက်ဆုံးမှာတော့ဗရင်ပေါက်ရဲ့အပြင်ဘက်အထိအောင်မြင်စွာရောက်ရှိသွားခဲ့တာပေါ့ကောင်လေးဟာခွေးကလေးကိုတွေ့လိုက်ရတဲ့အခါအန်အောဝမ်းသာသွားခဲ့ပြီးနောက်ဆုံးမှာတော့သူ့ကိုမွေးမြူဖို့ဆုံးဖြတ်လိုက်ကဘင်ဂျီလို့အမည်ပေးလိုက်ပါတော့တယ်။သို့တော်လည်းသူ့ရဲ့မိခင်ဖြစ်သူကတော့တရိတ်ဆန်တွေကိုအင်မတန်မုန်းတီးတဲ့သူဖြစ်နေခဲ့တာပေါ့။ကောင်လေးဟာဘင်ဂျီကိုသူ့ရဲ့အယုတ်တွေကြားထဲမှာမဖြစ်မနေပွက်ထားခဲ့ရပါတယ်။ညဘက်အချိန်မှာတော့သူဟာဘင်ဂျီကိုပွေ့ဖက်ပြီးအိတ်ဆက်ခဲ့တာပေါ့။အဲ့ဒီအချိန်မှာဘင်ဂျီဟာငိုကြွေးတန်တစ်ခုကိုကြားလိုက်ရပြီးကောင်လေးရဲ့မိခင်ဟာအခန်းထဲမှာအင်မတန်ဝမ်းနဲ့ပူဆွေးနေတာကိုလှမ်းမြင်လိုက်ရပါတယ်။ဒါကြောင့်သူဟာအခန်းတကားဝရဲ့အပြင်ဘက်မှာတိတ်တဆိတ်သွားရောက်အိတ်ဆက်နေခဲ့တာပေါ့။မိခင်ဖြစ်သူအိပ်ပျော်သွားခဲ့ပြီးတဲ့နောက်မှာတော့ဘင်ဂျီဟာအထဲကိုဖြည်းဖြည်းချင်းဝင်ရောက်သွားခဲ့ပြီးမိခင်ဖြစ်သူကိုဆောင်ချုံပေးခဲ့ပါတယ်ပြီးတော့သူပြန်မထွက်သွားခင်မှာမိခင်ကိုပါပိတ်ပေးဖို့လုံးဝမေ့မသွားခဲ့ပါဘူးနောက်တနေ့မနက်မိခင်ဖြစ်သူနိုးလာတဲ့အခါမှာတော့ဘင်ဂျီကိုတွေးရှိသွားခဲ့ပါတယ်ခွေးကလေးဟာမိခင်ဖြစ်သူကိုတောင်းပန်တိုးရှိုးတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့တာပေါ့ဒီလိုဆိုပေမဲ့လည်းမိခင်ဖြစ်သူကတော့ဘင်ဂျီကိုအိမ်ကနေမဖြစ်မနေထွက်ခွာသွားဖို့ပဲအတင်းအကျပ်ဇွတ်ပြောဆိုခဲ့ပါတယ်ကောင်လေးဟာလည်းဘာမှတက်နိုင်စွမ်းမရှိတော့တာကြောင့်ဘင်ဂျီကိုအပြင်သို့ပြန်လဲခေါ်ဆောင်လာခဲ့ရတာပေါ့တရနာစရာကောင်းတဲ့ဘင်ဂျီကိုကြည့်ပြီးသူဟာအင်မတန်ဝမ်းနည်းခဲ့ရပေမဲ့မိခင်ရဲ့ဆုံးဖြတ်ချက်ကိုတော့ပြောင်းလဲလို့မရခဲ့ပါဘူးဘင်ဂျီဟာလမ်းဘေးခွေးဘွားသို့နောက်ထပ်တစ်ကြိမ်ပြန်လည်ရောက်ရှိသွားခဲ့ရပါတယ်တရက်မှာတော့အဲ့ဒီကလေးတွေဟာပြန်ပေးဆွဲသမားတူရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရပါတယ်ဘင်ဂျီဟာအဲ့ဒီဖြစ်ရပ်ကိုမတော်တဆမြင်တွေ့လိုက်ရတာကြောင့်သူတို့နောက်သို့ဒရဇက်ချက်ချင်းလိုက်လံစုံစမ်းပါတော့တယ်ကောင်လေးကလည်းဘင်ဂျီလိုက်လာတာကိုသတိပြုမိသွားခဲ့ပြီးလန်ခီမှာမှတ်သားစရာအမှတ်သားအဖြစ်စထရောဘယ်ရီသီးတွေကိုခြံထားခဲ့ပေးတာပေါ့ဘင်ဂျီဟာမြေပြင်ပေါ်ကစထရောဘယ်ရီသီးလမ်းကြောင်းတိုင်းလိုက်လံရှာဖွေခဲ့ရကနေနောက်ဆုံးမှာတော့လူသူစိတ်ငြိမ်တဲ့အိမ်အိုကြီးတစ်လုံးစီသို့ရောက်ရှိသွားခဲ့ပါတယ်။သူအနားကိုချင်းကပ်ဖို့လှုံ့ဆော်တဲ့အချိန်မှာတင်ပြန်ပေးဆွဲသမားတွေကမြင်တွေ့သွားခဲ့တာပေါ့။ဘင်ဂျီဟာချက်ချင်းပဲဂိုဒေါင်အဟောင်းကြီးတစ်ခုတည်းသို့ပြေးဝင်သွားခဲ့ပါတယ်။ပြန်ပေးဆွဲသမားတွေအထဲကိုလိုက်ဝင်လာတာနဲ့တပြိုင်နက်ဘင်ဂျီဟာတင်းငယ်တဲ့အပေါက်လေးတစ်ခုကနေတဆင့်အပြင်သို့ပြန်လဲတွားထွက်ခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့သူဟာတကားဝါစီသို့အမြန်ဆုံးပြေးသွားပြီးအပြင်ကဗီဒီယိုအဟောင်းကြီးကိုလှဲချပစ်လိုက်ကပြန်ပေးဆွဲသမားတွေကိုအထဲမှာတင်ပိတ်မိသွားအောင်ထောင်ချောက်ဆင်လိုက်ပါတော့တယ်ပြီးတာနဲ့သူဟာကူညီမဲ့သူကိုရှာဖွေဖို့အတွက်အလင်းအမြန်ပြန်လဲပြေးထွက်ခဲ့တာပေါ့အဲ့ဒီချိန်မှာတင်မိခင်ဖြစ်သူကလည်းသူမရဲ့သားသမီးတွေပြန်ပေးဆွဲခံလိုက်ရပြီဆိုတာကိုသိရှိသွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုဘင်ဂျီဟာပြန်ပေးဆွဲသမားတွေခြံထားခဲ့တဲ့မျက်နှာဖုံးကိုကိုက်ချီပြီးမိခင်ဖြစ်သူရဲ့အရှိတို့ရောက်ရှိလာခဲ့တာပေါ့ဘင်ဂျီဘာကိုဆိုလိုချင်လဲဆိုတာကိုမိခင်ဖြစ်သူကသဘောပေါက်သွားခဲ့ပြီးသူ့ရဲ့နောက်သို့ချက်ချင်းလိုက်ပါသွားခဲ့ပါတယ်ဂျင်ဂျီရဲ့လမ်းပြမှုနဲ့အတူသူတို့တွေဟာပြန်ပေးဆွဲသမားတွေပုံအောင်နေတဲ့နေရာစီသို့အချိန်မီရောက်ရှိသွားခဲ့ကြတာပေါ့တီးကြတဲ့အချိန်မှာတင်ပြန်ပေးဆွဲသမားကထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်ဘင်ဂျီဟာသူ့စီသို့အချိန်နဲ့လှမ်းပြီးခုံအုပ်လိုက်ပါတော့တယ်ပြန်ပေးဆွဲသမားဟာရေထဲသို့ပြုတ်ကျသွားခဲ့ပြီးဘင်ဂျီကိုယ်တိုင်လည်းမြေပြင်ပေါ်သို့ပြင်းထန်စွာလွင့်စင်ကျသွားခဲ့ရတာပေါ့မကြခင်မှာပဲရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့ကြပြီးပြန်ပေးဆွဲသမားကိုအမိအယဖမ်းဆီးနိုင်ခဲ့ပါတယ်တတိလက်မမျောနေတဲ့ဘင်ဂျီကိုကြည့်ပြီးကောင်လေးဟာအကြီးကျယ်ငိုကြွေးဝမ်းနည်းခဲ့ရသလိုမိခင်ဖြစ်သူကလည်းမိမိရဲ့လုပ်ရက်အတွက်အင်မတန်အပြစ်မကင်းသလိုခံစားခဲ့ရတာပေါ့ကံကောင်းထောက်မစွာနဲ့ပဲဘင်ဂျီဟာတိတ်မကြခင်မှာတင်ပြန်လည်နိုးထလာခဲ့ပါတယ်အဲ့ဒီကစပြီးတော့တစ္ဆာရှိလာတဲ့ခွေးလိန်မာလေးဘင်ဂျီဟာသူတို့မိသားစုရဲ့တရားဝင်အဖွဲ့ဝင်တဦးဖြစ်လာခဲ့ပါတော့တယ်